皆さん、こんにちは。ランジャパニーズメガネビオဂျူဆိုပါတယ်။ဒီနေ့ကတော့အခန်း29ရဲ့ grammar လေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့အခန်း29ရဲ့ grammar ကဘာလဲဆိုတော့ Kanukei ဆိုရယ်လုံနိုင်တယ်တက်နိုင်တယ်ဆိုရယ်ပုံစံပေါ့နော်။အဲ့တော့ဒီဟာကကြောင့်ဘာနဲ့သွားတူလဲဆိုရင် N5 က dictionary form ကိုတိုက dekimas ဒါကိုကိုကလုံတက်တယ်လုံနိုင်တယ်ဆိုတဲ့ဟာမျိုးသွားတူရယ်ပေါ့နော်။အဲ့တော့အဲ့ဒါဆိုရင်မတော့ကိုကလုံနိုင်တယ်လုံတတ်တယ်ဆိုပြီးပြောခြင်းအဲ့လိုမျိုးအရှိပေါ့နော် dictionary မှာခုတူက dekimas ကိုမသုံးတော့ဘဲနဲ့ဒါလေးသုံးလို့ရတယ်ပေါ့နော်ခါနုခဲကိုသုံးလိုက်သူနဲ့အတိတ်ပဲတူတူပဲဖြစ်သွားမယ်အဲ့တော့ခါနုခဲပြောင်းမယ်ဆိုမှတော့ group 1 2 3ပြန်ခွဲမယ်ပေါ့နော်အဲ့တော့ group 1ကိုပြောင်းရင်ဘယ်လိုပြောင်းအောင်လဲဆိုတော့ e line ကနေပြီးတော့ a line ပြောင်းအောင်မယ်ပေါ့နော် e line ကနေ a line ပြောင်းလိုက်တော့ခါနုခဲဖြစ်သွားမယ်အဲ့တော့ ikimas ဆိုရင်သွားပြီ ikemas ဆိုရင်သွားနိုင်ပြီဆိုပြီးဖြစ်သွားမယ်ဟာနာရှိမတ်ဆိုရင်ဟာနာဆဲမတ်စကားပြောတယ်အဲ့တော့ပြောသည်ဆိုရင်ပြောနိုင်တယ်ဆိုပြီးဖြစ်သွားမယ်အဲ့တော့ group 1ကိုပြောင်းခြင်း e line ကနေ a line ကိုပြောင်းလိုက်မယ်အဲ့ဒါဆိုရင်ကိုသုံးမဲ့ဘက်ကခါနိုးခဲဖြစ်သွားမယ်အဲ့တော့ group 2ကိုပြောင်းမယ်ဆိုတော့မှာတော့ mass ကိုဖြုတ်ပြီးတော့ဘာပေါင်းရမလဲဆိုတော့ raremas ပေါင်းပြရမယ်ပေါ့နော် raremas ပေါင်းပြီးမယ်အဲ့ဒါဆိုရင်သူကခါနိုးခဲဖြစ်သွားမယ်အဲ့တော့ဒါပဲမှဆိုရင်စားသည်အဲ့တော့စားနိုင်တယ်ဆိုပြီးကိုကပြောခြင်းခါနိုးခဲပြောင်းလိုက်တော့ဒါပဲ raremas စားနိုင်တယ် karimas ဆိုရင်ငှားတယ်အဲ့တော့ငှားနိုင်တယ်ဆိုပြီးပြောချင်း carry raremas ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ group 1ကိုပြောင်းမယ်ဆိုရင်မှာတော့ mass တွေကိုဖြုတ်ပြီးတော့ raremas တွေပေါင်းမိရမယ်အဲ့တော့ group 3ကိုပြောင်းမယ် group 3ကိုပြောင်းမယ်ဆိုရင်တော့ kima ဆိုရင် ko raremas ဖြစ်သွားမယ် shima ဆိုရင် dekimas ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဒါလေးကကြာမှပြောင်းသွားတဲ့ဟာလေးအလွတ်ချက်ထားမယ်အဲ့တော့1 2 3ပြောင်းတဲ့ပုံစံလေးပြီးသွားပြီပေါ့နော်အဲ့တော့အောက်မှာဆိုရင်မှာဘာရှိမလဲဆိုရင် grammar pattern လေးစမယ်ပေါ့နော် နံပါတ် 1 grammar pattern က noun ရှိက vermasanအဲ့တော့ဒီ noun ကလွယ်ပြီးတော့မပတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အရှိမကိုသုံးမယ် noun တစ်ခုလာမယ်အဲ့ဒီ noun မှာရှိကဆိုတဲ့ဟာလေးလိုက်မယ်အဲ့ဒီ noun ကလွယ်ပြီးတော့ vermasan မဗတ်ပါဘူးအဲ့တော့ဥမာဆိုရင်ဆူရှီကလွယ်ပြီးတော့မစားပါဘူးเนาะအဲ့တော့ဂျပန်စကားကလွယ်ပြီးတော့မပြောပါဘူးအဲ့လိုမျိုးပြောချင်တယ်ဆိုရင်အမရာဒီ pattern ကိုသုံးမယ်ရှိကရဲ့နောက်မှာကအမြဲတမ်းဘာပဲလိုက်မလဲဆိုရင်အငင်းတွေပဲလိုက်မယ်ပေါ့နော်ဒါလေးကိုအမရာမှတ်ထားမယ်အဲ့တော့ example ကိုဖတ်ကြည့်ရအောင် rei ichi ဝါတာရှိဝါဟီရာကနာရှိကဝါခါရီမဆန်ကျွန်တော်ကဟီရာကနာကလွဲပြီးတော့နားမလည်ပါဘူးအဲ့တော့ရှိကရဲ့ရှေ့မှာသုံးလိုက်တဲ့နောင်ကဟီရာကနာပေါ့နော်ဒီနောင်ကလွဲပြီးတော့နောက်ကသုံးတဲ့ဘက်ကဝါခါရီမဆန်နားမလည်ပါဘူးကျွန်တော်ကဟီရာကနာကလွဲပြီးနားမလည်ပါဘူးအဲ့နိဝါတာရှိဝါနီဟွန်ကောကစကိုရှိရှိကဟာနာဆေမဆန်ကျွန်တော်ကဂျပန်စကားကိုနော်စကိုရှိဆိုတာအငိမ့်ငယ်ကလွဲပြီးတော့ဟာနာဆေမဆန်မပြောနိုင်ပါဘူးအဲ့တော့ရှိကရဲ့ရှေ့မှာသုံးလိုက်တာမှာတော့စကိုရှိဆိုတဲ့နောင်ပေါ့နော်အငိမ့်ငယ်ကလွဲပြီးတော့မပြောနိုင်ဘူးအဲ့တော့ပြောသည်ဆိုတဲ့ဘက်ကိုအမှားတော့မပြောနိုင်ဘူးဆိုတော့ခါနိုခဲရင်ပြောင်းလိုက်တော့ဟာနာဆဲဖြစ်သွားတယ်အဲ့တော့မပြောနိုင်ဘူးပြောချင်တော့နောက်ကမာဆန်ကလိုက်တော့ဟာနာဆဲမာဆန်အဲ့တော့ဒီဘက်ကကြမှာတော့ခါနိုခဲပြောင်းထားတဲ့ဘက်ပေါ့နော်ကျွန်တော်ကဂျပန်စကားကိုအငိမ့်ငယ်ကလွဲပြီးတော့မပြောနိုင်ပါဘူးနံပါတ်3昨日日本語を1時間しか勉強しませんでしたမနေ့ကဂျပန်စာကိုတနာရီကလွဲပြီးတော့မလေ့လာခဲ့ပါဘူးအဲ့တော့ရှိကရှိမှသုံးထားတဲ့နောင်ကမှာတော့ ichichi kan ဆိုတဲ့နောင်လေးပေါ့နော်တနာရီကလွဲပြီးတော့ bankyo shima sandista မလေ့လာခဲ့ပါဘူးအဲ့တော့ နံပါတ်1 grammar လေးကဒါပေါ့နော်အဲ့နောင်ကလွဲပြီးတော့မပတ်ဘူးဆိုပြီးမှတော့ပြောချင်တယ်ဆိုရင်နောင်ရှိက vermasan ဆိုတဲ့ pattern လေးကိုသုံးမယ်ရှိကရဲ့နောက်မှာအမြဲတမ်းအငင်းတွေပဲလိုက်မယ်အဲ့တော့နံပါတ်2 grammar pattern ကိုကြည့်အောင်နံပါတ်1 pattern ကကြမှာလွယ်ပေါ့နော်သူကဘာလဲဆိုတော့အလွယ်ဆိုရင်မှတော့ဝါကဝပတန်လို့ခေါ်တယ်။ဘာလို့လဲဆိုရင်အရှိမ particle ဝပါမယ်အလယ်မှာ particle ကပါမယ်အနောက်မှာ particle ဝပြန်ပါတယ်ဆိုတော့ဝါကဝဆိုပြီးသူအလွယ်ခေါ်လို့ရတယ်။အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကအရှိက noun 1ကို verb ပေးမယ်အနောက်က noun 2ကိုတော့မပတ်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။အဲ့တော့ဥမာဆိုရင်ဘောလုံးကစားပေးမယ် baseball တော့မကစားပါဘူးเนาะအဲ့တော့ sushi စားပေးမယ် tempura တော့မစားပါဘူးအဲ့လိုမျိုးပုံစံလေးတွေမှာတော့သုံးမယ်ဆိုရင်ဒီ pattern လေးကိုသုံးမယ်ပေါ့နော်။အောက်က example လေးဖတ်ကြည့်ရအောင်။ Ray Ichiga サッカーはしますか野球はしませんサッカーဆိုတော့ဘောလုံးကိုကစားပေးမယ် baseball တော့မကစားပါဘူးဒီမှာဆိုရင်မှာတော့ဝါကဝဒီ pattern လေးကိုသုံးနိုင်ပေါ့နော်အဲ့တော့ဒါလေးကကြတော့လွယ်ကူတယ်ရိုးရှင်းတဲ့ pattern လေးနံပါတ်2ကဟီရာကနာဝါခါခဲမတ်ကခန်းကြီးဝါခါခဲမတ်ဟီရာကနာကိုရေးနိုင်ပေမဲ့ခန်းကြီးတော့မရေးနိုင်ပါဘူးအဲ့တော့ဒီမှာဆိုရင်မတို့ကသုံးထားတဲ့ဘက်ကခါနုခဲပြောင်းထားရပေါ့နော်ခါခဲမတ်ကရေးသည်အဲ့တော့ကိုကရေးနိုင်တယ်ဆိုပြီးပြောချင်တော့အဲ့တော့လုံနိုင်တဲ့တက်နိုင်တဲ့ပုံစံဖြစ်တယ်ခါနုခဲကိုပြောင်းရင်တော့ခါခဲဖြစ်သွားတယ်အဲ့တော့ဒါကခါနုခဲပြောင်းထားတဲ့ verb ဖြစ်တယ်ပေါ့နော်မတို့ဒီမှာခါနုခဲပြောင်းထားတဲ့ verb ကိုသုံးထားတယ်အဲ့တော့သူ့ကိုအငင်းပြောင်းတော့လဲမားဆန်းပေါင်းလိုက်တယ်ဟီရာကနာကိုရေးနိုင်ပြီမဲ့ခန်းကြီးတော့မရေးနိုင်ပါဘူးအဲ့တော့နံပါတ်3ယာမဝမြင်မတ်ကဥမိဝမြင်ပါစံတောင်ကိုမြင်ရပေမဲ့ပင်လယ်ကိုတော့မမြင်ရပါဘူးအဲ့ဒီမှာဆိုလဲဝါကဝါဆိုပတ်တယ်လေးကိုသုံးထားတယ်ပေါ့နော်
အဲ့ဒီခန်းမှာဆိုရင်မှာတော့အဲ့ grammar pattern လေးနှစ်ခုရှိမယ်ပေါ့နော် grammar pattern ဝါကဝ pattern ရဲ့ noun ရှိက verb မှာဆန်အဲ့ noun ကလွယ်ပြီးမပတ်ဘူးဆိုတဲ့ pattern လေးရှိမယ်အဲ့တော့ခါနိုးခဲပြောင်းတဲ့ group 1 2 3ရှိမယ်ပေါ့နော် group 1ကိုပြောင်းမယ်ဆိုရင်တော့ e line ကနေ a line ပြောင်းမယ် group 2ဆိုရင်တော့ mass တွေဖြုတ်ပြီးတော့ ra mass ပေါင်းမယ် group 3ဆိုရင် key mass ဆိုရင် ko ra mass ဖြစ်မယ် she mass ဆိုရင် degi mass ဖြစ်သွားမယ်နော်အဲ့တော့ဒါကခါနိုးခဲပြောင်းတဲ့ပုံစံလေးပေါ့နော်အဲ့တော့အခန်း20ခုပြီးသွားပြီဆိုတော့မတို့အခန်း28မှာပြန်တွေ့ပါမယ်